မင်္ဂလာပါ။ August လမှာဆိုရင်ဒီ eclipse တွေဖြစ်ပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဗီဒီယိုမှာတော့နေချက်ချင်းလချက်ချင်းနေနဲ့တူ August လအတွက်ဒီ astrology ကိုပြပြပေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီ August လ17ရက်နေ့မှာ Mars ပေါ့နော်အင်္ဂါဂြိုလ်ကဒီ Cancer ရာသီကိုနဲ့ကိုပြောင်းလာမှာဖြစ်ပြီးတော့ September လ28ရက်နေ့ထိရှိနေမှာဖြစ်ပါတယ်။ Mars ကဒီစစ်နက်ဖျားပေါ့နော် God of War ဖြစ်ပြီးတော့ရဲစွမ်းတတိတိုက်ပွဲဝင်လို့စိတ်ဥဆောင်တိုက်ခိုက်လို့တဲ့အစွမ်းတတိတွေကိုကိုစားပြုတယ်။ခံစားချက်နဲ့စိတ်လုံခြုံမှုဦးစားပေးတဲ့ဒီ water sign ပေါ့နော် Cancer တွေကိုကိုပြောင်းလာတဲ့အတွက်ကြောင့်မို့လို့ Mars ရဲ့ဒီမူလစွမ်းရည်ကတိတ်ပြီးတော့အသုံးမဝင်တော့ဘဲနဲ့စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်တွေဖြစ်လွယ်တာမျိုးဒါမှမဟုတ်ဒီပုံကိုယ်ရေးခံစားချက်တွေရှေ့တန်းတင်တာမျိုးတွေရှိလာနိုင်ပါတယ်။ပြင်ပရန်သူကိုတိုက်ခိုက်ရတာထက်ပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမိသားစုအိမ်တွင်းကိစ္စတွေပေါ်မှာ energy စိုက်ထုတ်ရတာမျိုးပို့ပြီးတော့များလာနိုင်ပါတယ်။အကောင်းဘက်ကကြည့်မယ်ဆိုရင်တော့ဒီကာလအတွင်းမှာဒီကိုအားစိုက်ထုတ်ပြီးတော့လုပ်ရမယ့်အလုပ်တွေကကိုနဲ့ပေါ့နော်စိတ်ခံစားချက်တွေဆက်နွယ်မှုရှိတဲ့အလုပ်တွေဒါမှမဟုတ်ဒီဆက်ဆံရေးတွေကိုပို့ပြီးတော့အချိန်ပေးလာနိုင်တယ်။ဒီကာလအတွင်းမှာကိစ္စရက်တွေကိုအချိန်ဟုန်နဲ့ပေါ့နော်အားသွန်ခွန်ဆိုင်လုပ်မယ်ဆိုရင်အလွယ်တကူပင်ပန်းနှွမ်းနေတာမျိုးတွေဖြစ်လွယ်နိုင်ပါတယ်။နောက်ပြီးတော့ဒီစိတ်ခံစားချက်ကိုအခြေခံပြီးတော့ဒီတုံ့ပြန်မှုတွေဖြစ်ပေါ်နိုင်တာကိုလည်းသတိပြုရမှာဖြစ်ပါတယ်။ဩဂတ်လ23ရက်နေ့မနက်အစောပိုင်း12:14မိနစ်အချိန်မှာတော့လီယိုရာသီကွင်းထဲမှာပေါ့နော်solar eclipse နေချက်ချင်းဖြစ်ပေါ်မှာဖြစ်ပါတယ်။နေချက်တဲ့အချိန်ကဒီတာမန်လကွယ်နေပုံစံမျိုးမဟုတ်ဘဲနေရဲ့အလင်းရောင်ပေါ့နော်ခဏပြောက်ကွယ်သွားတဲ့အချိန်မျိုးဖြစ်ပါတယ်။နေချက်ချင်းတွေဖြစ်ပေါ်တဲ့အခါမှာတစ်ချိန်ကဒီရှင်းရှင်းလင်းလင်းထင်ရှားခဲ့တဲ့အရာတချို့ကမရေရာမှုတွေဖြစ်လာတတ်တာကိုညွှန်ပြနေတယ်။ဘဝဦးတည်ချက်တွေကိုတည်တည်ချာချာနားမလည်ခင်မှာပဲကိုယ့်ရဲ့ကံကြမ္မာလမ်းကြောင်းပေါ့နော်အလှည့်ပြောင်းဖြစ်စေဖို့အစပြုတဲ့အချိန်လို့လည်းဆိုကြပါတယ်။နေချက်တဲ့အချိန်ပတ်ဝန်းကျင်မှာဖြစ်ပျက်သမျှကဒီအစပြိုးတာမျိုးပဲဖြစ်နိုင်ပြီးတော့ဒီတက်ရောက်မှုရလဒ်တွေကိုရက်အနေငယ်အတွင်းမှာမြင်ရမှာမဟုတ်ပါဘူးထင်ရှားတဲ့ဖြစ်ပေါ်တိုးတက်မှုတွေကိုနောက်6လအတွင်းပေါ့နော်ဒါမှမဟုတ်ဒီနောက်ဖြစ်မဲ့ဒီ eclipse season တွေမှာအများအပြားပေါ်ထွက်လာနိုင်ပါတယ်ဒီတစ်ခါဖြစ်မဲ့ solar eclipse ကနေကိုယ်တိုင်စိုးမိုးတဲ့သူ့ရဲ့ယာတီကွင်းပေါ့နော်လီယိုယာတီကွင်းထဲမှာဖြစ်ပေါ်မှာဖြစ်ပြီးတော့ဒီ south node အမှတ်ပေါ့နော်ကိတ်ဂျိုလို့လည်းခေါ်တယ်အဲ့ဒီနာမှာကြာရောက်မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီ south node eclipse လို့လည်းခေါ်ကြပါတယ်ဒီ south node ကဆွန့်လွတ်ခြင်းဆုံးရှုံးခြင်းတွေကိုကိုစားပြုတဲ့အတွက်ကြောင့်မို့လို့ဒီ solar eclipse ကဒီအသစ်ဆက်ဆက်အရာတစ်ခုကိုယူလာတဲ့ထက်ပေါ့နော်ကိုယ်ဆက်ပြီးတော့မထောက်ပံ့နိုင်တော့တဲ့အရာတွေကိုဖယ်ရှားမှုတွေဆွန့်လွတ်ရမှုတွေဖြစ်ပေါ်စေနိုင်တယ်ဥပမာမလိုအပ်တဲ့မာမာနာတွေအတိမတ်ပြုတ်ခံရဖို့စ조사နေမှုတွေနောက်တက်တန်းကြနေပြီဖြစ်တဲ့ရည်မှန်းချက်တွေပေါ့နော်အဲ့ဒါမျိုးတွေကပျောက်ကွယ်သွားတာမျိုးတွေရှိတတ်ပါတယ်စိတ်မသက်မသာဖြစ်စေတတ်ပေမဲ့ကိုယ့်ရဲ့စစ်မှန်တဲ့ယက်တီမှုကိုပို့ပြီးတော့ပေါ်လွင်စေဖို့နေရာလွတ်တွေဖန်တီးပေးမှာဖြစ်ပါတယ်ဒီအချိန်မှာဒီ Jupiter ပေါ့နော်ကြာသပတေးဂြိုလ်နဲ့ဒီ Mercury ဗုဒ္ဓဦးဂြိုလ်တွေကလည်း Leo ရာသီကွင်းအတွင်းမှာရှိနေမှာဖြစ်ပါတယ်ဒီဂျုံနှစ်ခုပေါင်းစည်းနေတဲ့အတွက်ကြောင့်မို့လို့ဒီ solar eclipse အချိန်ပေါ့နော်အစပြုံမဲ့အရာတွေကစကားပြောဆိုမှုကြေညာချက်ပညာရေးမီဒီယာဒါမှမဟုတ်ဒီသတင်းတွေကနေတဆင့်ရောက်ရှိလာနိုင်ကြောင်းညွှန်ပြနေပါတယ်စကားပြောဆိုမှုတစ်ခုဆုံးဖြတ်ချက်တစ်ခုဒါမှမဟုတ်ဒီသတင်းချက်လက်တစ်ခုကနောက်လာမဲ့လတွေကိုပေါ့နော်ပြန်ပြီးတော့ပုံဖော်သွားနိုင်ပါတယ်solar eclipse က Leo ရာသီကွင်းရဲ့ဒီတတိယမြောက်အစိတ်အပိုင်းပေါ့နော်တက်တကန်လို့လည်းခေါ်တယ်အဲ့ဒီအပိုင်းမှာစောင်းနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါ်ယံအောင်မြင်မှုထင်ပေါ်ကျော်ကြားမှုတွေထက်စစ်မှန်တဲ့ရည်မှန်းချက်တွေကိုထင်ဟပ်စေမယ့်ကိစ္စရပ်တွေကိုအစပြုစေမယ့်အချိန်အခါတစ်ခုလည်းဖြစ်ပါတယ်ဒီ solar eclipse အချိန်မှာအရေးကြီးရလို့ခံစားရရုံနဲ့ပေါ့နော်မရေရာမှုတွေကိုအတင်းကျပ်ဖန်တီးဖို့ဒါမှမဟုတ်ဒီအဓိကဆုံးဖြတ်ချက်တွေကိုအလွယ်တကူချမှတ်ဖို့အချိန်မဟုတ်ပါဘူးအပေါ်မှာပြောခဲ့သလိုမျိုးပဲဒီ south node eclipse ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အသစ်တစ်ခုမဖြစ်ပေါ်ခင်မှာအရာတစ်ခုကိုပေါ့နော်အရင်ဆုံးဆုံးလို့ဖို့လိုအပ်နေမှာကိုသတိပြုရမှာဖြစ်ပါတယ်လက်ရှိအစီအစဉ်တွေပြောင်းလဲသွားတာမျိုးဒီအခွင့်အလမ်းတွေပျောက်ကွယ်သွားတာမျိုးဒါမှမဟုတ်ဒီမမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်ပေါ့နော်လမ်းကြောင်းပြောင်းရတာမျိုးရှိလာမယ်ဆိုရင်ချက်ချင်းတုံ့ပြန်မှုတွေပြုလုပ်ဖို့အတင်းမကြိုးစားသင့်ဘူးပေါ့နော်ကိုယ့်စီကဘယ်အရာတွေကထွက်ခွာသွားပြီးတော့ဘယ်အရာတွေရောက်ရှိလာတယ်လဲဆိုတာကိုတည်တည်ချာချာစောင့်ကြည့်သင့်တယ်တခါတည်းကြရင်ဒီ south node eclipse တွေကဘဝတွေကိုအသိယူဆောင်လာတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်လွှတ်ချလိုက်ရတဲ့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်ဩဂတ်လ23ရက်နေ့ကနေစပြီးတော့နေကဒီလီယိုရာသီကွင်းကနေပြီးတော့ Virgo ရာသီကွင်းနဲ့ကူးပြောင်းလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ Virgo season စတင်ပြီဖြစ်ပါတယ်။ Virgo ရာသီကွင်းကဒီကမ္ဘာမြောက်ချမ်းနိုင်ငံတွေမှာပေါ့နော်နွေရာသီရဲ့နှောင်းပိုင်းကာလဖြစ်ပြီးတော့Greek ဒဏ္ဍာရဲ့အရာပေါ့နော်ဒီ Demeter လို့ခေါ်တဲ့စိုက်ပျိုးရေးရိတ်သိမ်းခြင်းတီးနှံတွေကိုအစိုးရတဲ့ဒီနတ်ဖျားနဲ့သူ့သမီးပေါ့နော်Persephone တို့နဲ့ဆက်ဆက်နေရပေါ့နော်။ဆိုတော့ဒီဒဏ္ဍာရဲ့အရာပေါ့နော်ဒီမြေအောက်ကမ္ဘာကိုအစိုးရတဲ့ Hades ကDemeter ရဲ့သမီးပေါ့နော်ဒီ Persephone ကိုမြောက်ကဘာကိုခိုးပြီးတော့ခေါ်ဆောင်သွားတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီ Demeter ကဝမ်းနဲ့ပူဆွေးခဲ့ပြီးတော့ကဘာပေါ်မှာရှိတဲ့ဒီ
တစ်ပင်ပန်းမှန်နေကောက်ပဲသီးနှံတွေက6သွေးတိတ်ဆုံးသွားခဲ့ပေါ့နော်အဲဒါကြောင့်မလို့ဒီနတ်ဖျားရဲ့ဘယင် Zeus ကစားနပ်ရိက္ခာရှားပါပြီးတော့လူသားမျိုးနဲ့ပြည့်စည်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် Hades ကိုဒီPersephone ကိုသူ့အမေ Demeter စီကိုပြန်လှုပ်ပေးဖို့ညှိနှိုင်းခဲ့ပေါ့နော်ဒါပေမဲ့ဒီ Persephone ကမြေရောက်ကဘာမှာရှိတဲ့အချိန်အတွင်းမှာပေါ့နော်အဲ့ဒီမှာရှိတဲ့ဒီအသီးတချို့ကိုစားခဲ့တဲ့အတွက်ကြောင့်မလို့သူကမြေရောက်ကဘာနဲ့တစ်စိတ်တစ်ပိုင်းချိတ်ဆက်သွားခဲ့တယ်အဲ့ဒါကြောင့်မလို့ဒီတစ်နှစ်မှာ4လဒါမှမဟုတ်ဒီ6လပေါ့နော်မြေရောက်ကဘာမှာတွားပြီးတော့နေထိုင်ရမှာဖြစ်ပြီးတော့ကျန်တဲ့အချိန်ဒီမှာအမေဖြစ်တဲ့Demeter စီကိုပြန်လာခွင့်ရမယ်ဆိုပြီးတော့ပေါ့နော်သဘောတူညီမှုပြုလုပ်ခဲ့လို့ဆိုပါတယ်ဒီ Virgo season ကဒီ August လကုန်နာကနေပြီးတော့ September လလယ်အချိန်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်ဖြစ်တဲ့အဲ့ဒီအချိန်မှာဆိုရင်ဒီကမ္ဘာမရောက်ချမ်းနိုင်ငံတွေမှာဆိုရင်စဘာရိတ်သိမ်းချိန်ပေါ့နော် harvest season ဖြစ်ပါတယ်ဆိုတော့ဒီ Demeter နဲ့ဖျားကဒီကောက်ပဲသီးနှံတွေကိုပေါ့နော်အောင်မြင်မြင်နဲ့ရိတ်သိမ်းနိုင်မှုလူသားတွေကိုပထမဆုံးတင်ပေးခဲ့တဲ့သူဖြစ်တယ်လို့လည်းဆိုရဲအဲ့ဒါကြောင့်မလို့ဒီ Virgo ရာသီကိုရဲ့တင်ငေတာကဒီစပနံကိုကင်ဆောင်ထားတဲ့မိမပြုတ်ပုံစံဖြစ်ပါတယ်နောက်ပြီးဒီစဘာရိတ်သိမ်းတဲ့အခါမှာကောင်းတဲ့စပစီတွေကိုတင်စီပြီးတော့မကောင်းတဲ့ဒီဖွဲနှုတို့အမိုက်တွေကိုဖယ်ထုတ်ပြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီသဘောအတိုင်းပဲ Virgo ရာသီဝင်ကဘယ်ရာကအသုံးဝင်ပြီးတော့ဘယ်ရာကဒီအလဟတ်တက်ဖြစ်နေတယ်လဲဆိုတာကိုခွဲခြားစစ်ထုတ်ပြီးတော့စနစ်တကျလှုပ်ဆောင်တတ်တဲ့သဘာဝမျိုးရှိပါတယ်ဒီမီတာကနောက်သမီးပျောက်ဆုံးသွားလို့ပေါ့နော်ဝမ်းနေခဲ့ပေမဲ့ဒီရာသီဥတုအလှည့်ပြောင်းစနစ်ကိုတတ်မှတ်ပြီးတော့ကောက်ပဲသီးနှံတွေကိုပေါ့နော်စနစ်တကျစိုက်ပျိုးရိတ်သိမ်းမှုစီမံခဲ့တယ်အဲဒါကြောင့်မလို့ Virgo ကဒီခက်ခဲတဲ့အခြေအနေရောက်နေပြီမဲ့လေကိုယ့်ရဲ့ဒီတာဝန်ဝတ္တရားတွေပေါ့နော်ကြည်ကြည်ပြည့်ပြည့်ဆောင်ရွက်တတ်တယ်နောက်စနစ်တကျစီမံခန့်ခွဲတတ်တယ်နောက်ပြီးဒီအသုံးဝင်တဲ့အရာတွေကိုပေါ့နော်လက်တွေ့ဖန်တီးပေးတတ်တဲ့သဘာဝမျိုးတွေရှိနေပါတယ်နောက်ပြီးဒီ Virgo ရာသီဝင်ကဒီ Mercury ကျွဲဆိုမှုအောက်မှာရှိရပေါ့နော်ဆိုတော့ဒီတည်င်းချက်လက်စကားပြောဆိုခြင်းနောက်ဆက်သွယ်ရေးပေါ့နော်အဲ့ဒါတွေကိုကိုစားပြုတဲ့ Mercury တို့ကVirgo ရဲ့ရောက်တဲ့အခါမှာစုဆောင်းရရှိလာတဲ့အချက်လက်တွေကိုစစ်ထုတ်တယ်နောက်မလိုအပ်တာတွေကိုဖယ်ရှားတယ်နောက်ပြီးဒီလက်တွေ့အသုံးချနိုင်မှုပေါ့နော်အသေးစိတ်ပိုင်းခြားစိတ်ဖြာတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကိုလှုပ်ဆောင်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ Virgo ရဲ့တဘာဝကအရာရာကိုပေါ့နော်အကျိုးအကြောင်းစီလျော်အောင်စဉ်းစားခြင်းအမှားယွင်းတွေကိုရှာဖွေပြင်ဆင်ပေးခြင်းနဲ့အလုပ်တစ်ခုကိုပေါ့နော်အစာဆုံးပြီးမြောက်အောင်စနစ်တကျလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ဒီ Virgo season အတွင်းမှာဆိုရင်အသုံးမပြုတဲ့ပစ္စည်းတွေကိုစနစ်တကျဖယ်ရှားရှင်းလင်းဖို့အချိန်ပေးတင်တယ်။တန်ရှင်းတည့်ရတဲ့ပတ်ဝန်းကျင်ကစိတ်ကိုကြည်လင်စေပြီးတော့အလုပ်ပြီးမြောက်ဖို့အကူအညီဖြစ်စေပါတယ်။နောက်ပြီးဒီရှေ့ဆက်လုပ်မဲ့အလုပ်တွေအတွက်ပေါ့နော်ဒါ to do list တွေရေးဆွဲပြီးတော့အလုပ်တွေကိုပေါ့နော်အရေးကြီးအဆင့်လိုက်ခွဲခြားပြီးတော့စနစ်တကျလှုပ်ဆောင်ကြည့်တင်တယ်။နောက်ပြီးဒီကိုယ့်ရဲ့လက်တွေ့ဘဝဒါမှမဟုတ်ဒီအလုပ်ကိုင်အတွက်ပေါ့နော်အသုံးဝင်မဲ့ဒီကျွမ်းကျင်မှုskill အတစ်တစ်ခုခုပေါ့နော်အဲ့ဒါမျိုးတွေကိုစပြီးတော့လေ့လာဖို့ဒါမှမဟုတ်ဒီရှိပြီးသားကျွမ်းကျင်မှုတွေကိုပို့ပြီးတော့ပြေဝလာအောင်လေ့ကျင့်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဩဂတ်စ်လ28ရက်နေ့မနက်10:42မိနစ်အချိန်မှာတော့ဒီ Pisces ရာသီကွင်းထဲမှာ Lunar Eclipse လကျခြင်းဖြစ်ပေါ်မှာဖြစ်ပါတယ်။ Astrology မှာလကျခြင်းကဒီဖုံးကွယ်နေတဲ့ခန်းစားချက်တွေမပြီးဆုံးသေးတဲ့ကိစ္စတွေဒါမှမဟုတ်ဒီအချိန်ကြာလှုပ်ဆောင်ခဲ့တဲ့အရာတွေရဲ့အခြေအနေတွေပေါ့နော်။အဲ့ဒါမျိုးတွေကိုပေါ်ထွက်လာစေတယ်။လကျတဲ့နေ့ရက်မှာပေါ်လာမျိုးမဟုတ်ဘဲနဲ့ဒီနောက်6လအတွင်းမှာပေါ့နော်တဖြည်းဖြည်းပေါ်လာတာမျိုးဖြစ်တတ်ပြီးတော့အချိန်ကြာလာတဲ့အခါမှာအသေးပဲအပြည့်စုံပို့ပြီးတော့သိလာတတ်ပါတယ်။ဒီတစ်ခေါက်ပြည့်မဲ့ Lunar Eclipse ကဒီ Pisces ရာသီကွင်းထဲမှာဆက်အောင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ Greek တနာရဲ့အရာဒီ Typhon လို့ခေါ်တဲ့ Blue ကြီးကဒီနတ်ဖျားတွေကိုလာပြီးတိုက်ခိုက်တဲ့အခါမှာအချစ်နတ်ဖျား Aphrodite နဲ့ဒါသူ့ရဲ့သားတော့ပေါ့နော် Eros တို့ကမြစ်ထဲကိုခုန်ဆင်းပြီးတော့ငါးနှစ်ကောင်အဖြစ်အသွင်ပြောင်းပြီးတော့ထွက်ပြေးခဲ့တယ်သူတို့နှစ်ယောက်ကဒီပြင်းထန်တဲ့ရေစီးကြောင်ကွဲမသွားစေဖို့ဒီကြိုးတစ်ချောင်းနဲ့ချီနှောင်ခဲ့ကြပြီးတော့မြစ်ရေစီးကြောင်ကသူတို့ကိုပေါ့နော်ဘေးကင်းရာကိုလုံလုံခြုံခြုံနဲ့ပို့ဆောင်ပေးခဲ့တယ်ဆိုတော့ဒီ Blue ကြီးကိုပေါ့နော်ခွန်အားနဲ့ဒီတိုက်ခိုက်အနိုင်ယူတာထက်ယုံကြည်မှုလိုက်လုံးကြီးထွေရှိမှုတွေနဲ့အသက်ရှင်ရည်တည်ခဲ့ကြတာမျိုးဖြစ်ပါတယ်ဆိုတော့ဒီ Pisces ကဘဝမှာပေါ့နော်အရာရာကိုအတင်းချက်ထိန်းချုပ်နေမဲ့အစားလိုက်လုံးကြီးထွေဖြစ်ဖို့နဲ့အပြောင်းလဲတွေကပေါ့နော်ပိုပြီးအသေးပဲရှိတဲ့နေရာကိုပို့ဆောင်ပေးနေရဲဆိုတာကိုယုံကြည်ရမယ့်အခြေအနေရှိနေဆိုတာကိုညွှန်ပြပေးနေတာဖြစ်ပါတယ်ဒီလာချက်တဲ့အချိန်မှာလကဒီအစွန်ရောက်တိုးပေါင်းမှုတဘာဝကိုကိုစားပြုတဲ့ဒီ North Node အမှတ်ပေါ့နော်ရာဟုဂျိုလို့လည်းခေါ်ရဲအဲ့ဒီအမှတ်နာမှာကြာအောင်နေမှာဖြစ်တယ်အဲအကြောင်းလို့ဒီစိတ်ခံစားချက်တွေပို့ပြီးတော့ပြင်းထန်မှုတွေရှိလာတတ်ပါတယ်။ဥပမာဒီလက်တွေ့မဆန်တဲ့မျှော်လင့်ချက်တွေထားရှိတာဒါမှမဟုတ်ဒီဘယ်ရာကိုလှုပ်ပေါ့နော်ကျင်းတဲ့ပြေဝမှုမရနိုင်တဲ့ခံစားချက်မျိုးတွေသတိပြုမိဖို့လိုအပ်ပါတယ်။ပြင်းထန်တဲ့စိတ်ခံစားချက်တွေနောက်မပါဝါစေဖို့ပေါ့နော်ဝေဖန်ပိုင်းခြားမှုတွေပြုလုပ်ဖို့အရေးကြီးပါတယ်။ဒါပေမဲ့ဒီလာကျတဲ့အချိန်မှာလကဒီဂျမနာယဒီကွန်ထဲမှာရှိနေတဲ့ Uranus ဂျိုနဲ့လည်း60ဒီဂရီထောင်းမှန်အနေထားကိုကြာအောင်နေတာဖြစ်တယ်။အဲဒါကြောင့်မလို့ဒီမမျှော်လင့်တဲ့သတင်းစကားတွေအခြေအနေပြောင်းလဲမှုတွေကစိတ်ခံစားချက်တွေမြင့်တက်စေနိုင်ပါတယ်။အကောင့်ဘက်ကကြည့်မယ်ဆိုရင်တော့ဒီလိုပြောင်းလဲတွေကဒီကိုယ့်ရဲ့ idea တွေအတွေးအမြင်တွေကိုပေါ့နော်တခြားရှုထောင့်ကနေမြင်လာစေဖို့လိုက်လုံးကြီးထွေနဲ့လှုပ်ဆောင်မှုတွန်းအားပေးနေရမျိုးလည်းဖြစ်နိုင်ပါတယ်။
ဒီ Pisces ရာသီကွင်းထဲမှာဖြစ်ပေါ်မဲ့ဒီ lunar eclipse လာချက်ခြင်းကနှလုံးသားနဲ့အုံနောက်ကြားပေါ့နော်တစ်ခုခုကိုရွေးချယ်ခိုင်းနေရမျိုးမဟုတ်ဘဲနဲ့မျှတအောင်နေထိုင်ဖို့တတိပေးနေရဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ထဲကပေါ့နော်အလိုလိုသိမြင်မှုယုံကြည်သင့်တယ်လို့လက်တွေ့ဘဝနဲ့လည်းတိုက်ဆိုင်စစ်ဆေးဖို့လိုအပ်ပါတယ်နောက်ကိုယ့်ကိုယ်ဂရုတစိုက်နားထောင်ဖို့နဲ့တချို့အရာတွေကတဘာဝတိုင်ဖြစ်ပျက်လာတယ်ဆိုတာကိုလက်ခံဖို့လည်းစူးစမ်းသင့်ပါတယ်အစွမ်းရောက်ခံစားချက်တွေပေါ်အခြေခံတဲ့ဆုံးဖြတ်ချက်တွေကိုပေါ့နော်အလွယ်တကူချမှတ်တာမျိုးတွေလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်ဆိုတော့ဒီ Leo ရာသီကွင်းမှာဖြစ်ပေါ်မဲ့ဒီsolar eclipse ပေါ့နော်နေကျက်ခြင်းကကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုပြောက်ကွယ်စေတဲ့အရာတွေကိုစွန့်လွတ်ဖို့ဖြစ်တယ်Pisces ရာသီကွင်းမှာဖြစ်ပေါ်မဲ့lunar eclipse ပေါ့နော်လာကျက်ခြင်းကတော့ပို့ပြီးတော့နှက်ဆိုင်တဲ့ပညာဉာဏ်ဂရုဏာတရားနဲ့ယုံကြည်မှုတွေကိုတိုးပွားလာစေဖို့ဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီ August လမှာဖြစ်ပေါ်မဲ့ဒီ eclipse season မှာရာသီကွင်းနဲ့အလိုက်ပေါ့နော်ဘယ်နေရာတွေမှာအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ် rising sign ကိုသိရဆိုရင် rising sign နေရာကနေပြီးတော့နားထောင်ကြည့်လို့ရပါတယ်မသိဘူးဆိုလည်းကိုသိရဲ့ sun sign နေရာကနေနားထောင်ကြည့်လို့ရပါတယ် Aries ရဲ့အတွက် Leo ရာသီကွင်းမှာဖြစ်ပေါ်မဲ့ဒီ solar eclipse နေချက်ခြင်းကကိုယ့်ရဲ့ဖန်တီးမှုစွမ်းရည်သားသမီးအချစ်ရည်ပျော်ရွှင်မှုပေါ့နော်စတဲ့အရာတွေနဲ့ပတ်သက်တဲ့အလှည့်ပြောင်းတစ်ခုကိုယူဆလာနိုင်ပါတယ်ဒီ South Node အမှတ်အနားမှာပေါ့နော်ကြားရောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်ကြာကြာရှိနေခဲ့တဲ့အခြေပုံစံနေနောက်ဖန်တီးမှုအခြေခံတဲ့ရည်မှန်းချက်တစ်ခုပေါ့နော်ဒါမှမဟုတ်ဒီအတိမတ်ပြုခံရဖို့စ조사နေမှုတချို့ကိုဆွံ့လွှတ်ရဖို့ဖြစ်လာနိုင်ပါတယ်အချိန်ကြာလာတဲ့အခါမှာဒီနေချက်ခြင်းကနေပြီးတော့ကိုယ့်အတွက်စစ်မှန်တဲ့ပျော်ရွှင်မှုပြေဝမှုတွေကိုပေါ့နော်ပေးစွမ်းနိုင်မဲ့အရာတွေနဲ့ပြန်လည်ချိတ်ဆက်ဖို့ကူညီပေးနေရဖြစ်ကြောင်းသိရှိလာနိုင်မှာဖြစ်ပါတယ်Pisces ရာသီကွင်းထဲမှာဖြစ်ပေါ်မဲ့ဒီ lunar eclipse လာချက်ခြင်းကတော့နေ့စဉ်တာဝန်ကျန်းမာရေးအနားယူမှုပုံစံနောက်ဒီဘဝထဲမှာပေါ့နော်ဖုံးကွယ်ထားတဲ့အပိုင်းတွေကိုပို့ပြီးတော့မြင်သာစေမဲ့အခြေမျိုးဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာပင်ပန်းနှွမ်းနယ်မှုတွေနောက်မဖြေရှင်းရသေးတဲ့ပြဿနာတွေဒါမှမဟုတ်ဒီတိတက်အနားယူဖို့လိုအပ်ချက်တွေပေါ့နော်အဲ့ဒါတွေကိုဖြေရှင်းရဖို့ဖြစ်နိုင်ပါတယ်ဒီ North Node အမှတ်အနားမှာကြာရောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ခံစားချက်တွေကပို့ပြီးတော့ပြင်းထန်လာနိုင်တယ်အဲ့ဒါကြောင့်မလို့ဒီကြောက်ရွံ့မှုတက်မှတ်မှုတွေခံစားရရုံနဲ့ပေါ့နော်ဆုံးဖြတ်ချက်တွေချမှတ်တာမျိုးတွေသတိထားသင့်ပါတယ်ဒီ eclipse season မှာကိုယ်စိတ်ကိုပင်ပန်းစေမယ့်အရာတွေကိုဆွန့်လွတ်ပြီးတော့ငြိမ်းချမ်းပြီးတော့အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကိုပေါ့နော်စတင်တည်ဆောက်ဖို့အချိန်ဖြစ်ပါတယ်။ Taurus တွေအတွက် Leo ရာသီကွင်းမှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ခြင်းကအိမ်မိသားစုနေထိုင်မှုအခြေအနေနဲ့ဒီအတွင်းစိတ်လုံခြုံမှုပေါ့နော်စတာတွေနဲ့ပတ်သက်ပြီးတော့အလှည့်ပြောင်းတစ်ခုကိုယူဆလာနိုင်တယ်။ဒီ South Node အမှတ်အနားမှာကြာရောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိသားစုဆက်ဆံရေးပုံစံအဟောင်းတွေနောက်နေထိုင်မှုပုံစံနောက်ပြီးတော့ဒီအချိန်ကြာကြာယုံကြည်ခဲ့တဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပုံစံပေါ့နော်အဲ့ဒါမျိုးတွေကိုဆွန့်လွတ်ရဖို့ဖြစ်လာနိုင်တယ်။အချိန်ကြာလာတဲ့အခါမှာဒီနေချက်ခြင်းကအနာဂတ်အတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုတိစောက်ဖို့ကူညီပေးနေရဖြစ်ကြောင်းသိရှိလာနိုင်ပါတယ်။ Pisces ရာသီကွင်းထဲမှာဖြစ်ပေါ်မဲ့ lunar eclipse လာချက်ခြင်းကတော့မိတ်ဆွေအပေါင်းအသင်းလူမှုအတိုင်းဝိုင်းရေရှည်ရည်မှန်းချက်ပျော်ရွှင်မှုပေါ့နော်စတဲ့အပိုင်းတွေမှာတိတာထင်ရှားမှုတွေရှိလာတတ်တယ်တငယ်ချင်းဆက်ဆံရေးအသင်းအဖွဲ့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့အလှည့်အပြောင်းတွေဖြစ်လာတတ်ပါတယ်North Node အမှတ်အနားမှာကြာရောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူဝင်ဆန္ဒရည်မှန်းချက်တွေကလိုအပ်တာထက်ပိုပြီးတော့များလာနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကိုယ်အချိန်ပေးမဲ့သူတွေအစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့စစ်စစ်ရွေးချယ်ဖို့လိုအပ်ပါတယ်ဒီ eclipse season မှာကိုယ့်ရဲ့အတွင်းစိတ်အခြေခံအုတ်မြစ်တွေခိုင်မာစေဖို့နဲ့ကိုယ့်ရဲ့ energy နဲ့ထိုက်တန်တဲ့ဆက်ဆံရေးတွေအနာဂတ်ရည်မှန်းချက်တွေကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်လာစေမှာဖြစ်ပါတယ်။ဂျမနိုင်းတွေအတွက်လီယိုရာသီကွန်မှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ခြင်းကစကားပြောဆိုမှုတင်ယူလေးလာမှုညီကိုမောင်နှမဆက်ဆံရေးနောက်ခရီးတို့သွားလာမှုနေ့စဉ်ပတ်ဝန်းကျင်ပေါ့နော်စတာတွေနဲ့ပတ်သက်ပြီးတော့အလှည့်ပြောင်းတစ်ခုယူဆလာနိုင်တယ် South Node အမှတ်နာမှာကြားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တွေးခေါ်မှုပုံစံပြောဆိုဆက်ဆံမှုပုံစံဒါမှမဟုတ်ဒီပတ်ဝန်းကျင်ကသူတွေနဲ့ဆက်ဆံရေးပုံစံအဟောင်းတွေကိုဆွံ့လွှတ်ရဖို့ဖြစ်လာနိုင်ပါတယ်အချိန်ကြာလာတဲ့အခါမှာကိုယ့်ရဲ့စကားပြောဆိုမှုပုံစံတင်ယူလေးလာမှုလမ်းကြောင်းပေါ့နော်ဒါမှမဟုတ်ဒီပတ်ဝန်းကျင်ဆက်ဆံရေးတွေကပိုပြီးအသေးပဲရှိတဲ့အနေအထားတစ်ခုကိုပြောင်းလဲလာမှာဖြစ်ပါတယ်Pisces ရာသီကွင်းထဲမှာဖြစ်ပေါ်မဲ့ lunar eclipse လာချက်ခြင်းကတော့အလောက်အကင်ဂုံသတင်းပိုင်းတွေနဲ့ပတ်သက်ပြီးတော့ထင်ရှားမှုတွေရှိလာနိုင်တယ်။အလောက်ကရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးတော့အလှည့်ပြောင်းတွေဖြစ်လာနိုင်တယ်လို့အလုံးနဲ့ကိုယ်ပိုင်ဘဝကြားမှာဟန်ချက်ညီစေဖို့ပို့ပြီးတော့အရေးကြီးလာနိုင်ပါတယ်။ North Node အမှတ်အနားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ပြင်ပဖိအားတွေကပို့ပြီးတော့များလာတယ်လို့ခံစားရနိုင်တယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒီအခွင့်အလမ်းတိုင်းနောက်ကိုလိုက်မဲ့အစားကိုယ်လမ်းကြောင်းကိုတေချာရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။ဒီ eclipse season မှာကိုယ့်ရဲ့တွေးခေါ်ပုံပြောဆိုပုံတွေကိုပြောင်းလဲဖို့နဲ့ကိုယ့်ရဲ့ဘဝလမ်းကြောင်းကဘယ်ကိုဥတည်ပြီးတော့သွားချင်နေတယ်လဲဆိုတာတွေကိုရှင်းလင်းပြသစွာမြင်လာစေဖို့ဖြစ်ပါတယ်။ Cancer တွေအတွက်လီယိုရာသီကွင်းမှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ခြင်းကငွေကြေးကိစ္စဝင်ငွေပိုင်ဆိုင်မှုတန်ဖိုးထားမှုပုံစံတွေမှာအလှည့်ပြောင်းတစ်ခုယူဆောင်လာနိုင်တယ်။ဒီ South Node အမှတ်အနားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်ကရှိခဲ့တဲ့ငွေကြေးသုံးစွဲမှုပုံစံတွေနောက်ဝင်ငွေလမ်းကြောင်းတွေဒါမှမဟုတ်ဒီယုံကြည်ထားခဲ့တဲ့တန်ဖိုးထားမှုပုံစံတွေကိုဆွံ့လွှတ်ရဖို့ဖြစ်လာနိုင်ပါတယ်။အချိန်ကြာလာတဲ့အမျှကိုယ့်ရဲ့ဒီပိုင်ဆိုင်မှုအရင်မြစ်တွေနဲ့တည်ငြိမ်ပြီးတော့အသေးပဲရှိတဲ့ဆက်ဆံရေးတွေကိုစပြီးတော့တိစောက်လာနိုင်မှာဖြစ်ပါတယ်။
Pisces ရာသီကွင်းထဲမှာဖြစ်ပေါ်မဲ့ Lunar Eclipse လချက်ခြင်းကတော့ပညာရေးခရီးသွားလာမှုဘဝအမြင်ပေါ့နော်စတာတွေနဲ့ပတ်သက်ပြီးတော့ထင်ရှားမှုတွေရှိလာနိုင်တယ်လေးလာနေတဲ့ပညာရဲ့တစ်ခုနောက်ခရီးသွားမဲ့အစီအစဉ်နောက်တရားရေးရာကိစ္စမျိုးတွေဒါမှမဟုတ်ဒီကိုယ်ပိုင်ယုံကြည်ချက်ပေါ့နော်အဲ့ဒါမျိုးတွေမှာအလှည့်ပြောင်းကြုံရတာမျိုးရှိတတ်ပါတယ် North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုံကြည်မှုနဲ့မျှော်လင့်ချက်တွေကတာမန်ထက်ပို့ပြီးတော့ကြီးမားနေနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစိတ်ခံစားချက်အပေါ်မှာအလွန်ကြုံမှီခိုပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးတွေကိုသတိပြုသင့်ပါတယ်ဒီ eclipse season မှာကိုယ့်အတွက်ဘယ်အရာကအမှန်တကယ်စိတ်လုံခြုံမှုပေးစွမ်းနိုင်မယ်ဆိုတာကိုပို့ပြီးတော့ရှင်းလင်းပြသစေဖို့နဲ့အနာဂတ်ကိုပုံစံတစ်မျိုးနဲ့ကြည့်မြင်နိုင်မှုစ조사မှာဖြစ်ပါတယ်။ Leo တွေအတွက် Leo ရာသီကွင်းမှာဖြစ်ပေါ်မဲ့ဒီ solar eclipse နေချက်ချင်းကကိုယ့်ရဲ့ဘဝလမ်းကြောင်းနဲ့ဒီကိုယ်ပိုင်ပုံစံတွေအတွက်ပေါ့နော်အလှည့်အပြောင်းနဲ့ယူဆလာနိုင်တယ်။ South Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်နဲ့ပတ်သက်တဲ့ဒီအခန်းကဏ္ဍတစ်ခုနောက်ပုံစံဟောင်းခံယူချက်ယုံကြည်ချက်ပေါ့နော်အဲ့ဒါမျိုးတွေကမှီးမိန်လာပြီးတော့ဆွန့်လွတ်ရဖို့ဖြစ်လာနိုင်ပါတယ်။အချိန်ကြာလာတဲ့အခါမှာကိုယ့်ရဲ့ energy ကိုဘယ်နေရာတွေမှာအသုံးချသင့်ပြီးတော့ဘယ်လိုဘဝလမ်းကြောင်းကိုသွားနေတယ်လဲဆိုတာကိုပို့ပြီးတော့မြင်လာနိုင်မှာဖြစ်ပါတယ်။ Pisces ရာသီကွင်းမှာဖြစ်ပေါ်မဲ့ Lunar Eclipse လချက်ခြင်းကတော့ဒီငွေကြေးဆက်တူကိစ္စရဲ့ဒီအကျွေးကိစ္စအခွန်အခကိစ္စနောက်ဒီနှက်ဆိုင်တဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ထင်ရှားမှုတွေရှိလာနိုင်တယ်။ငွေကြေးဆိုင်ရာကိစ္စရဲ့ဒီဒါမှမဟုတ်ဒီမိခိုအားထားတဲ့ဆက်ဆံရေးတွေမှာအလှည့်ပြောင်းတွေရောက်ရှိလာနိုင်တယ်ပေါ့နော်။ North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိုးရိမ်ပူပန်မှုတွေနောက်ငွေကြေးဆိုင်ရာမျှော်လင့်ချက်တွေကပို့ပြီးတော့ပြင်းထန်လာနိုင်တယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒီပြင်းထန်တဲ့စိတ်ခံစားချက်တွေပေါ်အခြေခံပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးတွေရှောင်ကျဉ်သင့်ပါတယ်။ဒီ eclipse season မှာကိုယ်နဲ့မကိုက်ညီတော့တဲ့ကိုယ်ပိုင်ပုံစံအဟောင်းတွေကိုဆွန့်လွတ်ဖို့လိုအပ်နိုင်ပြီးတော့ဒီတခြားသူတွေနဲ့ဆက်ဆက်တဲ့ငွေကြေးကိစ္စရပ်တွေနဲ့ဒီမိခိုအားထားတဲ့ဆက်ဆံရေးတွေမှာညံနေရှင်ပြီးတော့စဉ်းစားဆုံးဖြတ်ဖို့ညွှန်ပြနေတာဖြစ်ပါတယ်။ Virgo တွေအတွက် Leo ရာသီကွင်းမှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ခြင်းကဒီစိတ်ပိုင်းဆိုင်ရာဝင်တော့ဝင်ပိုးတွေစိုးရိမ်ပူပန်မှုတွေနောက်ဖုံးကွယ်ထားတဲ့ကိစ္စရပ်တွေဒါမှမဟုတ်ဒီနောက်ွယ်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအာရုံစိုက်ဖြစ်စေပါလိမ့်မယ်။ South Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုအခြေအနေတွေကနေလွတ်မြောက်ဖို့ပေါ့နော်ကိုယ့် energy ကိုကုန်ခန်းစေတဲ့အရာတွေကိုလွတ်ချပြီးတော့အနားယူခြင်း healing လုပ်ခြင်းနဲ့ဒီအတွင်းစိတ်ငြိမ်းချမ်းစေဖို့တွေအတွက်ပေါ့နော်စပြီးတော့လှုပ်ဆောင်သင့်ပါတယ်။ Pisces ရာသီကွင်းမှာဖြစ်ပေါ်မဲ့ Lunar Eclipse လချက်ခြင်းကတော့ရင်းနှီးတဲ့ဆက်ဆံရေးတွေနောက်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့အလှည့်အပြောင်းတစ်ခုဒါမှမဟုတ်ဒီကိုယ်အမှန်တကယ်လိုချင်တဲ့ relationship ပုံစံတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့လာနိုင်ပါတယ်။ဒီ North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ဖက်သူအပေါ်မှာမျှော်လင့်ချက်တွေမိခိုမှုတွေကပို့ပြီးတော့ပြင်းထန်လာနိုင်တယ်ပေါ့နော်။အဲဒါကြောင့်မို့လို့ဒီအထီးကျန်ဆန်တဲ့ခံစားမှုဖိအားပေးခံရမှုဒါမှမဟုတ်ဒီအကောင်းမြင်လွန်ကဲမှုတွေပေါ်အခြေခံပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးတွေကိုသတိပြုသင့်ပါတယ်။ဒီ eclipse season မှာကိုယ့်ကိုလေးလံစေတဲ့အရာတွေကိုဆွန့်လွတ်ဖို့နဲ့ကိုယ့်ဘဝကိုအမှန်တကယ်ထောက်ပံ့ပေးဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရှင်းရှင်းလင်းလင်းမြင်တွေ့လာစေဖို့အထောက်အကူပြုနိုင်ပါလိမ့်မယ်။ Libra အတွက် Leo ရာသီကွင်းမှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ခြင်းကမိတ်ဆွေအပေါင်းအသင်းအဖွဲ့အစည်းရေရှည်အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့အလှည့်အပြောင်းတွေကိုယူဆလာနိုင်ပါတယ်။ဒီ South Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ဘဝဦးတည်နေတဲ့လမ်းကြောင်းနဲ့မကိုက်ညီတော့တဲ့ဒီမိတ်ဆွေအပေါင်းအသင်းအဖွဲ့အစည်းဒါမှမဟုတ်ဒီရည်မှန်းချက်တချို့နဲ့ဝေးကွာလာနိုင်တယ်ပေါ့နော်။အချိန်ကြာလာတဲ့အခါမှာကိုယ့်ရဲ့ energy နဲ့အချိန်တွေကိုအကျိုးရှိရှိရင်းနှီးမြှုပ်နှံမဲ့လူမှုအတိုင်းအဝိုင်းနဲ့ရည်မှန်းချက်တွေကိုရွေးချယ်လာနိုင်မှာဖြစ်ပါတယ်။ Pisces ရာသီကွင်းထဲမှာဖြစ်ပေါ်မဲ့ Lunar Eclipse လချက်ခြင်းကတော့ဒီနေ့စဉ်အလုပ်တာဝန်နောက်ဒီကျန်းမာရေးနဲ့မညီညွတ်တော့တဲ့အလေးထားတွေနောက်ဒီအလုံးနဲ့ပတ်သက်တဲ့ဖိအားပေါ့နော်အဲ့ဒါမျိုးတွေမှာဘယ်အရာကိုပို့ပြီးတော့အာရုံစိုက်ဖို့လိုအပ်နေတယ်လဲဆိုတာတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့လာနိုင်ပါတယ်။ North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြဿနာအလုံးပေါ့လို့နိုင်လည်ဖြေရှင်းလို့တဲ့ဆန္ဒတွေပို့ပြီးတော့ပြင်းထန်လာနိုင်ပြီးတော့စိတ်ဖိစီးမှုတွေမနိုင်ဝန်ထမ်းရတဲ့မျိုးတွေရှိလာနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ကိုလုံးနိုင်တာထက်ပို့ပြီးတော့တာဝန်ယူတာမျိုးတွေကိုသတိပြုရမှာဖြစ်ပါတယ်။ဒီ eclipse season မှာဒီစိတ်ရှုပ်ထွေးစရာကောင်းတဲ့လူမှုအတိုင်းဝိုင်းကနေထွက်ခွာဖို့နဲ့ကိုယ့်ရဲ့အိမ်မက်တွေနဲ့ကျန်းမာရေးကြားမှာမျှတတဲ့လှုပ်ဆောင်မှုတွေဖန်တီးဖို့အချိန်ဖြစ်ပါတယ်။ Scorpio တွေအတွက် Leo ရာသီကွင်းမှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ခြင်းကအသက်မွေးဝမ်းကြောင်းအလုံးဂုံတဲ့အလုံးရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးတော့ပြောင်းလဲမှုတွေကိုယူဆောင်လာနိုင်တယ်။ဒီ South Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ရေရှည်လမ်းကြောင်းကိုအထောက်အကူမပြုတော့တဲ့အလုပ်တာဝန်တွေကိုစွန့်ခွာလာနိုင်ပါတယ်။အချိန်ကြာလာတဲ့အခါမှာကိုယ့်အတွက်စစ်မှန်ပြီးတော့အဓိပ္ပာယ်ရှိတဲ့အလုပ်ကိုင်တွေကိုရွေးချယ်လာနိုင်မှာဖြစ်ပါတယ်။ Pisces ရာသီကွင်းထဲမှာဖြစ်ပေါ်မဲ့ Lunar Eclipse လချက်ခြင်းကတော့အချစ်ရေးသားသမီးဖန်တီးမှုစွမ်းရည်ဝါသနာပေါ့နော်အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်အတွက်စစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးနိုင်မဲ့အရာမျိုးတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့လာနိုင်ပါတယ်။ North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ပိုင်းဆိုင်ရာတွေ့တာမှုတွေနောက်အချစ်ရေးနဲ့ပတ်သက်ပြီးတော့မျှော်လင့်ချက်တွေစိတ်ကူးရင်ဆန်မှုတွေကပို့ပြီးတော့ပြင်းထန်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအပေါ်ရန်ပျော်ရွှင်မှုတက်တက်နဲ့ရွေးချယ်မှုတွေပြုလုပ်မိတာမျိုးတွေသတိပြုရမှာဖြစ်ပါတယ်။ဒီ eclipse season မှာအနာဂတ်နဲ့မကိုက်ညီတော့တဲ့ဒီအလုံးရည်မှန်းချက်တွေကိုဆွန့်လွတ်ဖို့နဲ့ဘဝကိုပေါ့နော်စစ်မှန်တဲ့ပြေဝမှုပေးနိုင်မဲ့လူပုဂ္ဂိုလ်တွေဝါသနာတွေဖန်တီးမှုတွေနဲ့ပြန်ပြီးချိတ်ဆက်ဖို့အချိန်ဖြစ်ပါတယ်။
Sagittarius တွေအတွက် Leo ရာသီကွေမှာဖြစ်ပေါ်မဲ့ဒီ solar eclipse နေချက်ချင်းကပညာရေးခရီးသွားခြင်းဘာသာရေးဘဝအမြင်ပေါ့နော်ဒါမှမဟုတ်ဒီ spirituality ဘိုင်းအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ပြောင်းလဲမှုတွေယူဆောင်လာနိုင်တယ် South Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုံကြည်မှုအဟောင်းတွေအချိန်ကြာကြာတင်ယူလေ့လာနေတဲ့အရာတွေဒါမှမဟုတ်ဒီအနာဂတ်အစီအစဉ်တချို့ကိုဆွန့်လွတ်ရတာမျိုးတွေရှိလာနိုင်ပါတယ်အချိန်ကြာလာတဲ့အခါမှာကိုယ့်အတွက်အမှန်တကယ်အဓိပ္ပာယ်ရှိတဲ့လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းနဲ့မြင်လာနိုင်မှာဖြစ်ပါတယ်Pisces ရာသီကွန်းထဲမှာဖြစ်ပေါ်မဲ့ lunar eclipse လာချက်ချင်းကတော့အိမ်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်နေထိုင်မှုအခြေအနေစိတ်ပိုင်းဆိုင်ရာအခြေခံအုတ်မြစ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်အရာကကိုယ့်အတွက်အထောက်အကူပြုနေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းနဲ့မြင်တွေ့လာစေနိုင်ပါတယ်။ North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ခံစားချက်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေနဲ့ဒီမိသားစုနဲ့ပတ်သက်တဲ့မျှော်လင့်ချက်တွေကပို့ပြီးတော့ပြင်းထန်လာနိုင်တယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒီစိတ်ခံစားချက်လွန်ကဲနေတဲ့အချိန်မှာအရေးတကြီးဆုံးဖြတ်ချက်တွေချမှတ်မိတာမျိုးတွေသတိပြုရမှာဖြစ်ပါတယ်။ဒီ eclipse season မှာအသုံးမဝင်တော့တဲ့ယုံကြည်မှုအဟောင်းတွေကိုဆွန့်လွတ်ဖို့နဲ့အမှန်တကယ်တည်ဆောက်လိုတဲ့အနာဂတ်အတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုကိုဖန်တီးဖို့ဖြစ်ပါတယ်။ Capricorn တွေအတွက် Leo ရာသီကွန်မှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ချင်းကစက်တူငွေကြေးကိစ္စအကျွေးကိစ္စနောက်ယင်းနှီးမြှုပ်နှံမှုကိစ္စတခြားသူအပေါ်မှာမိခွန်နေရမှုအခြေအနေပေါ့နော်အဲ့ဒါမျိုးတွေမှာအပြောင်းအလဲတွေယူဆောင်လာနိုင်မှာဖြစ်ပါတယ်South Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေကြေးနဲ့သက်ဆိုင်တဲ့တာဝန်ဆက်ဆံရေးအခြေအနေတစ်ခုဒါမှမဟုတ်ဒီကိုယ့်ရဲ့ energy ကုန်စည်ရဲ့ပေါ့နော်အရာတစ်ခုကိုဆွန့်လွတ်လိုက်ရတာမျိုးရှိလာနိုင်တယ်အချိန်ကြာလာတဲ့အခါမှာတခြားသူတွေအပေါ်မှာငွေကြေးဆိုင်ရာမိခွန်မှုတွေညှော်နှဲလာပြီးတော့ဘယ်နေရာမှာကိုယ့်ရဲ့အချိန်နဲ့ energy ကိုရင်းနှီးမြှုပ်နှံနိုင်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လာနိုင်မှာဖြစ်ပါတယ်။ Pisces ရာသီကွန်းထဲမှာဖြစ်ပေါ်မဲ့ lunar eclipse လာချက်ချင်းကတော့ပြောဆိုဆက်ဆံရေးတင်ယူလေးလာမှုညီကိုမောင်နှမဆက်ဆံရေးနေ့စဉ်အချိန်စရာပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အခြေအနေတစ်ခုကိုရှင်းရှင်းလင်းလင်းနဲ့မြင်တွေ့လာစေဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ်။ North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အမြင်သဘောထားတွေမျှော်လင့်ချက်တွေနဲ့ဒီစိတ်ပိုင်းဆိုင်ရာဖိအားတွေကပြင်းထန်လာနိုင်တယ်။အဲဒါကြောင့်မလို့ဒီရရှိလာတဲ့သတင်းအချက်လက်အပေါ်မှာပေါ့နော်အလင်းစလိုတုံ့ပြန်တာမျိုးတွေကိုသတိပြုသင့်ပါတယ်။ဒီ eclipse season မှာစိတ်ဖိအားဖြစ်စေတဲ့ငွေကြေးတာဝန်တွေနောက်စိတ်ပိုင်းဆိုင်ရာမိခိုးမှုတွေကိုဆွန့်လွတ်ဖို့နဲ့ကိုယ့်ရဲ့အတွေးခေါ်ပိုင်းနဲ့ပြောဆိုဆက်ဆံရေးပိုင်းတွေမှာစနစ်တကျနဲ့တုံ့ပြန်နိုင်မှုညွှန်ပြနေတာဖြစ်ပါတယ်။ Aquarius တွေအတွက် Leo ရာသီကွန်မှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ချင်းကရင်းနှီးတဲ့ဆက်ဆံရေးတွေနောက်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့တဦးချင်းဆက်ဆံရေးတွေမှာပြောင်းလဲမှုတွေရှိလာနိုင်တယ်။ဒီ South Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်ဆံရေးပုံစံအဟောင်းတွေနောက်တခြားသူတွေအပေါ်မှာထားရှိတဲ့မျှော်လင့်ချက်တချို့ကပျောက်ကွယ်သွားတာမျိုးတွေရှိလာနိုင်တယ်ပေါ့နော်။အချိန်ကြာလာတဲ့အခါမှာဘယ်သူကကိုယ့်ဘဝမှာအမှန်တကယ်ပါဝင်သင့်တယ်လဲနဲ့ဒီနှစ်ဖက်ညီမျှတဲ့ဆက်ဆံရေးပုံစံတွေကိုရှင်းရှင်းလင်းလင်းနဲ့မြင်လာနိုင်မှာဖြစ်ပါတယ်။ Pisces ရာသီကွန်းထဲမှာဖြစ်ပေါ်မဲ့ lunar eclipse လာချက်ချင်းကတော့ဒီငွေပိုင်းငွေကြေးစီမံခန့်ခွဲမှုကိစ္စတွေသုံးစွဲမှုအကျင့်တွေတန်ဖိုးထားတဲ့အရာတွေပေါ့နော်အဲ့ဒါမျိုးတွေမှာဘယ်အရာကကိုယ့်အတွက်တည်ငြိမ်မှုဖြစ်စေနိုင်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းနဲ့မြင်လာစေနိုင်ပါတယ်။ North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေကြေးဆိုင်ရာလိုဝင်ဆန္ဒတွေနဲ့မျှော်လင့်ချက်တွေကပိုပြီးပြင်းထန်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီကြောင်ရွံ့မှုလောဘဒါမှမဟုတ်ဒီဖိအားတွေပေါ်မှာအခြေခံပြီးတော့ငွေကြေးဆုံးဖြတ်ချက်တွေချမှတ်တာမျိုးတွေသတိပြုသင့်ပါတယ်။ဒီ eclipse season မှာအနာဂတ်ကိုအထောက်အကူမပြုတော့တဲ့ဆက်ဆံရေးတွေကိုဆွန့်လွတ်ဖို့နဲ့ဒီငွေကြေးနဲ့ကိုယ်ပိုင်တန်ဖိုးတွေအတွက်ပေါ့နော်လက်တွေ့ကျတဲ့အခြေခံအုတ်မြစ်တွေကိုတိစောက်ဖို့ညွှန်ပြနေတာဖြစ်ပါတယ်။ Pisces တွေအတွက် Leo ရာသီကွန်မှာဖြစ်ပေါ်မဲ့ solar eclipse နေချက်ချင်းကနေ့စဉ်အလုံးကျန်းမာရေးတာဝန်တွေအပေါ်မှာပေါ့နော်ပြောင်းလဲမှုတွေယူဆောင်လာနိုင်တယ်။ South Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျန်းမာရေးနဲ့မညီညွတ်တော့တဲ့အလေးအကျင့်တွေဖိအားဖြစ်စေတဲ့အလုပ်တာဝန်တချို့ကိုဆွန့်လွတ်ရတာမျိုးတွေရှိလာနိုင်တယ်ပေါ့နော်။အချိန်ကြာလာတဲ့အခါမှာကိုယ့်ရဲ့နေ့စဉ်ဘဝကိုရိုးရိုးရှင်းရှင်းနဲ့ဖြတ်တန်းလာနိုင်ပြီးတော့ကိုယ့်ရဲ့အချိန်နဲ့ energy ကိုရည်ရွယ်ချက်ရှိရှိအသုံးချနိုင်မဲ့အရာတွေကိုမြင်တွေ့လာနိုင်မှာဖြစ်ပါတယ်။ Pisces စာတီကွန်းထဲမှာဖြစ်ပေါ်မဲ့ lunar eclipse လာချက်ချင်းကတော့ကိုယ်ပိုင်လိုအပ်ချက်တွေဘဝရည်မှန်းချက်တွေကိုယ်ပိုင်ပုံစံတွေကိုပေါ့နော်ရှင်းရှင်းလင်းလင်းမြင်တွေ့လာနိုင်ပြီးတော့ဘယ်လိုလူအဖြစ်ပြောင်းလဲလာတယ်လဲဆိုတာကိုသိရှိစေဖို့ကူညီပေးမှာဖြစ်ပါတယ်။ North Node အမှတ်နာမှာဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ခံစားချက်တွေလူဝင်ဆန္ဒတွေနဲ့ဒီဘဝမျှော်လင့်ချက်တွေကပြင်းထန်လာနိုင်တယ်။အဲဒါကြောင့်မလို့ယာယီဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ပေါ်အခြေခံပြီးတော့အဓိကကျတဲ့ဒီဆုံးဖြတ်ချက်တွေချမှတ်တာမျိုးတွေသတိပြုသင့်ပါတယ်။ဒီ eclipse season မှာကိုယ့်ရဲ့စိတ်ကိုပင်ပန်းစေတဲ့အရာတွေကိုဆွန့်လွတ်ဖို့နဲ့ကိုယ်တိုင်ဖန်တီးလိုတဲ့ဘဝနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုယ်ရိုးသားမှုနဲ့ပွင့်လင်းမှုရှိစေဖို့ညွှန်ပြနေတာဖြစ်ပါတယ်။